အနိုင်မဲ့ကုံအေးလွမ်းလို့ချုံစင်ရှုမြင်နေယခုအစဉ်ပြေရွှေလက်တကားကြီးပွင့်ပွင့်ပွင့်အိမ်ရှိရာလာတွေလားဤဆိုင်ရှိရာလာများလားတို့များရှိရာလာငယ်မကွာရွှေလက်တကားကြီးပွင့်ပွင့်ပွင့်ဤနှုတ်ဖြာမှလက်တွေလားဤလက်ဖြာမှလက်များလားအချိန်တိုင်းမပြတ်ပါလက်နဲ့မကွာဝေလက်တကားကြီးပွင့်ပွင့်ပွင့်အချိန်ကောင်းအခါကောင်းနှက်ခတ်ကောင်းကောင်းသောအကျိုးတွေဆင်းဆင်းဝေရွှေလက်တကားကြီးပွင့်အတိတ်ကောင်းနမိတ်ကောင်းမင်္ဂလာပေါင်းကောင်းခြင်းချက်သေးတို့ကဝေဝေလက်တကားကြီးပွင့်ရွှေခွက်ပြေးငွေခွက်ပြေးနေတဲ့တရွေမောက်ပြေးရှံကရွှေသာအသိငွေသာအသိနေသောအစင်းမြင့်တဲ့မြန်ကရွှေလက်တကားကြီးပွင့်ပွင့်ငွေလက်တကားကြီးပွင့်ပွင့်ဘုံမြေကမ်းမြေဘုံွယ်ကမ်းွယ်ဟောတေကန်းတေဟောစေကန်းစေဓာပွင့်လက်ပွင့်အလိုရှိရာအလုံးပွင့်အကျိုးပွင့်တကူပွင့်မင်္ဂလာရှိရာအလုံးပွင့်ရွှေလက်တကားကြီးချက်ချင်းယခုကိုပွင့်ရှင်အနိုင်မဲ့ကုံအေးလွမ်းလို့ချုံစင်ရှုမြင်နေယခုအစဉ်ပြေရွှေလက်တကားကြီးပွင့်ပွင့်ပွင့်အိမ်ရှိရာလက်တွေလားဤဆိုင်ရှိရာလာများလားတို့များရှိရာလာနဲ့မကွာရွှေလက်တကားကြီးပွင့်ပွင့်ပွင့်ဤနှုတ်ဖြာမှလက်တွေလားဤလက်ဖြာမှလက်များလားအချိန်တိုင်းမပြတ်ပါလက်နဲ့မကွာဝေလက်တကားကြီးပွင့်ပွင့်ပွင့်အချိန်ကောင်းခါကောင်းနှက်ခတ်ကောင်းကောင်းသောအကျိုးတွေဆင်းဆင်းဝေရွှေလက်တကားကြီးပွင့်အတိတ်ကောင်းနမိတ်ကောင်းမင်္ဂလာပေါင်းကောင်းခြင်းချက်သေးတို့ကဝေငွေလက်တကားကြီးပွင့်ရွှေခွက်ပြေးငွေခွက်ပြေးနေတဲ့တရွေမောက်ပြေးရှံကရွှေသာအသိငွေ
လာတကားကြီးပွင့်ပွင့်ငွေလာတကားစီပွင့်ပွင့်ဘုံမြေကမ်းမြေဘုံပွင့်ကမ်းပွင့်ဘုံတေကန်းတေဘုံစေကန်းစေဓာတ်ပွင့်လက်ပွင့်အလိုရှိရာအားလုံးပွင့်အကျိုးပွင့်တကူပွင့်မင်္ဂလာရှိရာအားလုံးပွင့်ရွှေလာတကားကြီးချက်ချင်းယခုကိုပွင့်ဆုံးဝေးကြကုန်သဘူလည်းရတောင်းကျုံစုတော်မဲ့ဘုံဘုံဘေးပြဆုံးဝေးကြကုန်ယရနာဘုံတို့ပြုံးရွှေမိုးတွေကရွှေရွာဘုံသုံးမကုန်ပြုံးမကုန်အလုံးစုံကြီးမှန်းအလူတန်းပေးလို့မကုန်ယရနာဘုံတို့ပြုံးရွှေမိုးတွေကရွှေရွာဘုံသုံးမကုန်ပြုံးမကုန်အလုံးစုံကြီးမှန်းအလူတန်းပေးလို့မကုန်အောင်စီတန်းဟိန်းလို့ကိန်းတပေါင်းကကျုံအောင်ငင်္ဂလာနန်းလို့ညံလို့လမ်းကိုခလုံးအောင်စီတန်းဟိန်းလို့ကိန်းတပေါင်းကကျုံအောင်ငင်္ဂလာနန်းလို့ညံလို့လမ်းကိုခလုံးကျုံတောင်တွေအခွမ်းလုံးပါဘုံမီတွေကဆုံးနေလာပုံသွန်ညောင်ရဲ့ပန်းမြလမ်းကဆူတောင်းကုန်ကျုံတောင်တွေအခွမ်းလုံးပါဘုံမီတွေကဆုံးနေလာပုံသွန်ညောင်ရဲ့ပန်းမြလမ်းကဆူတောင်းကုန်ကျန်းမာစေကုန်ချမ်းသာစေကုန်ကျန်းမာစေကုန်ချမ်းသာစေကုန်ယရနာဘုံစီစိန်တွေရေဝိုင်းလို့ရှစ်တိုင်းကချုံယရနာဘုံကျွန်းလည်းရဒီအဝမ်းတို့ဒီညုံလို့စီယုံစို့ဆူတောင်းမင်္ဂလာတင်္ဂါယရနာ
Yeranavo, 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 Yulaya, Yondo, Yondo, see Yondo. Sutau, Mingala, Inga Yeranavo. Lale, tange jenu alupwe, waja mekwe. Sirna seitale ga chulon lare, peje kanye lu jentanye lone, ngega pao ngere, tange jenwe mo, turu achang do tibare. Aluji pedo, pisa palo ye, tange jenu alupwe go, turu lage me. Now like me, but yeah, do die, need more aja, kilo more. Minu naguda, chana je pao ne piezo mare. Ta ne tami sweji nyoji tai waye, pao te make sway, so le mare. Siga dare, wangare tenge je, minu alupwe, go you are. Sirna re kaulo lare, tange jinu zani mauna, section le tu ni bare, she dwa now like ni bare. Nya du dai, ngi mo aja, chilo mo abu kwe.
ဇက်လက်နဲ့မကွာတဲ့မင်းတို့နှစ်ဦးသာချမ်းသာခြင်းအကောင်းနဲ့ပြေဆုံးပါတယ်တာနဲ့သမီးဆွေကြီးမျိုးကြီးတိုင်းဝိုင်းရဲ့အပေါင်းသင်းမိတ်ဆွေစုံလင်ပါတယ်စီကားတာတဲ့ဝမ်းသာတဲ့တငယ်ချင်းရဲ့မင်းတို့အလူပွဲဂုဏ်ယူပါတယ်မင်းတို့အလူပွဲဂုဏ်ယူပါတယ်သိငီရွှေထိန်ကြီးဝေးပြေးစိန်စီဝေးသွေးတူရင်စင်လို့ရင်ညအောင်ထုံဝေးကြည့်လောကရမဟိပြောစမတ်တီဖြူရွှေမနိုးအလူရီပေါ်လူလေးပေါ်လို့ထလူသည်ရှိလို့လူပါသည်လူရိုက်တူလာမည်သုံးမကုန်းအလုံးစုံတင်းနေတဲ့အယောင်လေးအောင်ကလေးကျိုးတဲ့မြက်ကုံကြီးဒါနာပါရမီတမှုတသွေးနဲ့အလူပင်းလို့တတိဖြစ်ကြသည်စေရနာအကျိုးနဲ့ယရနာဖြူမောင်တကူတောက်ကြသည်တမှုတသွေးနဲ့အလူပင်းလို့တတိဖြစ်ကြသည်စေရနာအကျိုးနဲ့ယရနာဖြူမောင်တကူတောက်ကြသည်ကျန်ကမှာပေါ်သည်လမ်းမှန်စွာပြောမည်ပါရမီစေပါကအကျိုးများတဲ့ဒါနာပါရမီယခုဘဝလေးချမ်းသာနိုင်သည်နောက်ဘဝလေးချမ်းသာနိုင်သည်ယခုဘဝလေးချမ်းသာနိုင်သည်နောက်ဘဝလေးချမ်းသာနိုင်သည်စီစိမ်တွေမြဲပိုကဲမြည်မရှိစကားမကြားရပြီဒါနာတခုနေစဉ်ပြုမည်ကောင်းမှုကိုတည်လို့တရားပြည့်စုံညမည်လက်တွေရွှင်တော်မည်ဆွေတော်မြူတော်ချွေရဲ့ဆောင်ကြီးဝိုင်းဝန်းငါတကယ်ချီးမြှောက်ကြမည်လူဆွမ်းလို့နမပါမည်အလူအတန်းတွေမပြတ်အောင်နေမည်လက်တွေပေါ်စေသည်ဒါနာပါရမီရ
ရင်ညအောင်ထုံဝေကြီးလုံးဝကရမဟိပြောစမတ်တီဖြူရွှေမနောအလူရီပေါ်လူလေးပေါ်ပေါ်လို့ထလူသည်ရှိပြီးရှိပြီးရှိလို့လူပါသည်လူတိုင်းတူလာမည်သုံးမကုံအလုံးစုံတင်းနေတဲ့အယောင်လေးအောင်တဲ့ကြိုးတဲ့မြက်ကုန်ကြီးဒါနာပါရမီတမူတသွေးနဲ့လူပင်းလို့တတိဖြစ်ကြသည်စေရနာအကျိုးနဲ့ယရနာဖြိုးမောက်တကူတောက်ကြသည်တမူတသွေးနဲ့လူပင်းလို့တတိဖြစ်ကြသည်စေရနာအကျိုးနဲ့ယရနာဖြိုးမောက်တကူတောက်ကြသည်ကျန်ကမှာပေါ်သည်လမ်းမှန်စွာပြောမည်ပါရမီ7ပါးကအကျိုးများတဲ့ဒါနပါရမီယခုဘဝလေးချမ်းသာနိုင်သည်နောက်ဘဝလေးချမ်းသာနိုင်သည်ယခုဘဝလေးချမ်းသာနိုင်သည်နောက်ဘဝလေးချမ်းသာနိုင်သည်စီစိန်တွေမြဲပိုကဲမြည်မရှိစကားမကြားရပြီဒါနတစ်ခုနေစဉ်ပြုမည်ကောင်းမှုကိုတည်လိုတရပြည့်စုံရမည်လက်တွေရွှေတော်မည်ဆွေတော်မြူတော်ချွေရဲ့ဆောင်ရင်ဝိုင်းဝန်းငါတကယ်ချီးမြှောက်ကြမည်လူဆွမ်းလို့နမပါမည်အလူအတန်းတွေမပြတ်အောင်နေမည်လက်တွေပေါ်စေသည်ဒါနပါရမီ
ဒီတော့ကိုယ်ကတော့လည်းသာမဏေတုခကျောင်းတော်ကျောင်းကြီးလက်ရအလိုမင်္ဂလာအခမ်းအနားမှာပြီးတော့အစီအစဉ်900နဲ့ကျင်းပဖို့တောင်းပါတယ်ဗျာအစီအစဉ်တွေကမောဒတာတော်ကြီးလို့ဆိုရင်ရှားကြတော့ပြီးတော့အခမ်းအနားပြန်ရှင်အစီအစဉ်တွေကငါးပါးဒီလာခံထောက်ပြီးရင်အစီအစဉ်သုံးကသင်္ကန်းနဲ့တကွာဒီဘဝိတ္တပစ္စည်းများစက္ကန့်များရင်အစီအစဉ်လေးကရည်သက်ကြတရားညာယူကြီးမျိုးချင်းနဲ့အစီအစဉ်900ဗုဒ္ဓဘာသာသိရတဲ့တိတိသုံးညရွတ်ဆိုပြီးအခမ်းအနားပြုလုပ်ရင်နောက်ဆုံးကြောက်ကြတဲ့ပြည့်ပြည့်ကြောက်ကြတဲ့ဘူရာကြကတော့ခန္ဓာတော်ရှင်မျိုးများအားဆုံးများစက္ကန့်များဖြစ်ပါဗျာ။ဒါကြောင့်ဒီကနေ့သာသနာတော်နဲ့2569ခရစ်တက္ကရာ1989ခုနှစ်ရောမလာပြီးတော့၄ရက်နေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာအင်္ဂါရီကျောင်းဆရာတော်ကြီးဥပဒမကိုညီလူကကျောင်းမဆရာတော်ဥပဒမနာဥထိပ်ပါနေပြီးတော့နှစ်ဖက်မိဘများဖြစ်ကြတော့ဥကြောင့်များတော်များတဲ့ဥကြီးတော်ထိုင်တော်ဟာရည်သူမှုထားပြီးတော့ကျောင်းသားကဥခိုင်တော်နဲ့ကျောင်းသားကြီးကမှတော်လေးခိုင်တော်ပြီးသားသူမှာဒီကနေ့အလာဒီကျောင်းနဲ့ပြန်မှာဒီထားကိုရတော့ပဲကျောင်းတော်လာကြကုန်တော့သံဃာတော်ရှင်သူများများနဲ့တကွဗုဒ္ဓဘာသာဝင်သူတော်ကောင်းပေါင်းတို့မှာနမောတတ္တသုံးညရွတ်ဆိုဘုရားကြော်ရင်ခန္ဓာဖွင့်နေပြီးတော့မြတ်ပါရာယုတိတိရသာသောတာပန်သာဘဂဝါတော်ဘဂဝါတော်သမ္မာသမ္ဗုဒ္ဓတ္တသမ္မောတတ္တဘဂဝါတော်ဘဂဝါတော်သမ္မာသမ္ဗုဒ္ဓတ္တသမ္မောတတ္တဘဂဝါတော်ဘဂဝါတော်သမ္မာသမ္ဗုဒ္ဓတ္တသမဏဒုက္ခကြောင်းဆောင်ဒီသက်ချာတော်ပင်္ဂလာဤအဖြစ်ဟောကြားတော်မူသောတရားတော်ဖြစ်ပါလေဒီအနန္တိကြောင်းတိုက်တွင်၌သမဏဒုက္ခကြောင်းဆောင်ကြီးကိုတို့ကိုယေရှုအမှုပြုပြီးတော့ကြောင်းတိုင်းကဒုက္ခသောလေးကြောင်းတိုင်းကမှတော်ဒီခံမိသားသူတို့ကတက်တယ်ရောမိမိတို့စွာရှိသူတွေအားဘေဖိတ်အပ်သောသံဃာတော်ရှင်သူများတို့အားစွာသင်္ကန်းကြောင်းဆင်းပြုသောပစ္စည်းလေးပါအလိုငန်းနဝကမ္မနှင့်တကွသင်္ကန်းစွာတို့ကိုဆက်ကပြုကံပူဇော်ရသော
ជីវរဒါနကောင်းမှုလူကံစေရနာကိုဝဲမခမပြမကြီးမတိရောက်ကြဘုံဒီဖြစ်ရဲ့အန္တရှိခြင်းဆင်းလာခြင်းဆန္ဒကြည်ခြင်းကိုအားကြည်ခြင်းဉာဏ်ပညာဓမ္မကြီးမရရှိသေးသောသူတွေဥစ္စာရဏသီလသမာဓိပညာယာဓုတန္တရာတို့ကိုရရှိခြင်းရရှိပြီးသောစိတ္တေဥစ္စာရဏသီလသမာဓိပညာယာဓုတန္တရာတို့သည်တို့တခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာဖြာဖြာတို့၏ပြည့်စုံညာဘုံရဲ့ရလွယ်ရောက်လွယ်မြတ်မပြုနိုင်ကြသည်ဖြစ်စေ။သာဝရတေသင်္ကေပါတာပါဗျာ။လိုက်ကိုပါဆိုကြ။သာဘဂဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတော်အရဟတောသမ္မာသမ္ဗုဒ္ဓတ္တသံဃာကိသာမိဒုတိယမိဓမ္မံသရဏံကိသာမိဒုတိယမိသံဃံသရဏံကိသာမိဒုတိယမိဗုဒ္ဓံသရဏံကိသာမိဒုတိယမိဓမ္မံသရဏံကိသာမိဒုတိယမိသံဃံသရဏံကိသာမိသာဒုံနံဘာနာတိဘာနာဝေရမဏိသိက္ခာပရသမာဓိယာမိဘာနာတိဘာနာဝေရမဏိသိက္ခာပရသမာဓိယာမိအာဒိနာဒါနာဝေရမဏိသိက္ခာပရသမာဓိယာမိအာဒိနာဒါနာဝေရမဏိသိက္ခာပရသမာဓိယာမိသာနာဝေရမဏိသိက္ခာပရသမာဓိယာမိသာမေရယမိစ္ဆာမရဒါနာဝေရမဏိသိက္ခာပရသမာဓိယာမိဣဒံမေပုံညံအာသဝေပယဝဟံဟောတုဣဒံမေပိနသာပိစ္ဆာပိနံသာလူကံကတဝါဓမ္မံအပမတိနသံပါတိတာစီတင်ရသင်္ကန်းနဲ့တကွာလူဘဝတ္ထုများစက္ကန့်တန်တန်ချင်းဖြစ်ပါလေခင်ဗျာအားလုံးပူဇော်မွေပေါ့နော်ပူဇော်မွေရ985သိန်းပုံကြပြီးတော့ပူဇော်ပါလေအန္တကိကျောင်းနောက်ဘက်ဥဒ္ဒတိုင်းကတော့38သိန်းနဲ့6သောင်းပုံကြထူထမ်းပူဇော်ပါလေပြင်သံဃာ7ပါးကိုလည်းပဲ9သိန်း5သောင်းဓမ္မရှိတဲ့လူရာဝတ္ထုပစ္စည်းများကိုသံဃာတော်တို့ဤဂုဏ်တော်ကိုအောင်းမေပြီးတော့လူရန်ပူဇော်ပါလေ။ခန္ဒီသံဃာကိုပါအား38သောင်းတတုဖြင့်လူရန်ပူဇော်ပါလေ။ရှင်သာမဏေ6ပါးတို့ကိုလည်းပဲ6သောင်းတတုဖြင့်လူရန်ပူဇော်လေအခန္ဓာပစ္စည်းနှင့်အကျွေးအမွေးရောက်ရှိလာကြကုန်သောတရားနာမိတ်ဝိသူတော်စင်တို့ဉာဏ်မာမချမ်းသာသာသာပုံဆောင်နိုင်ရအတွက်ကောင်းတော်သည့်အခုစောင်းလို့လူကံပြီးတော့ပူဇော်တဲ့ငွေကတော့လိမ့်သိမ့်ကြပုံကြတာလေအေးဒါဖြင့်သူဟိတ်တဲ့အောင်ကလည်းပဲစက်ကုန်လေးကြီးမွေးနေ့အခါသမယမှာသံဃာတော်ရှင်သူ7ပါးဘုသင်္ကန်း7စု9သိန်း5သောင်းကျပ်တို့ဖြင့်လူတန်းပူဇော်တဲ့အားလုံးစုပေါင်းလိုက်မယ်ဆိုရင်စုစုပေါင်း660နဲ့9သိန်းကျပ်တိတိလူတန်းပူဇော်တဲ့သမဏဒုက္ခကျောင်းဆောင်ဧသက်ချမင်္ဂလာနော်ဒီထဲမှာအထွတ်တင်ပြီးတော့မိမိရဲ့ကျောင်းတက္ကမကြီးဂေါဏီမိခရဲ့50ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ကျောင်းတော်ကြီးကိုလည်းပဲကိုခိုင်စော်တင်းကဟာအခုရဲ့
ကျောင်းဓမ္မကြီးအတွက်ကုသိုလ်ပွားပါပြီဆိုပြီးတော့ဒါလက်ဆောင်ပေးလိုက်တဲ့ဘွယ်နော်ဒါလည်းအင်မတန်မှရှားပါတယ်ဗျာနော်တို့ယောက်ျားတွေကကိုယ့်ရဲ့တတိတရားအလားမေတ္တာလက်ဆောင်ပေးတဲ့နေနော်အားရလဲဆိုတဲ့ခါကျတော့တရားနဲ့တရားသံဃာခရီးသွားတဲ့အခါခီးဘော်တွေဖြစ်တယ်သံဃာခီးဘော်တွေဖြစ်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကရှေးကရေသက်စိတ်ကိုလည်းပဲစုံနေတယ်နော်ယတရားမှာဒီလင်ဒီမယတရားနဲ့တရားချစ်ချစ်ခင်ခင်နဲ့နိဗ္ဗာန်အထိရောက်အောင်သွားနိုင်ဖို့ရာဒါတရားနဲ့တရားဖေးမှဘုန်းကြီးဆောင်ရွက်ကြရမှာဖြစ်တယ်အဲ့ဒါကိုဘုရားတော်လင်းကလည်းပဲကျောင်းဓမ္မကျောင်းတရားကြီးဘုရားတော်လင်းကလည်းပဲသူရဲ့ကျောင်းဓမ္မကြီးတော်ကြီးခိုင်မွေးနေ့အခါသမယမှာအသက်ရှိကြာနာမေရံပီပညာကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းအကျိုးငါကျောင်းတော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုလည်းပဲတို့ဘုရားနေကတင်ခဲ့ပြီနော်သက်တော်ရှင်ရှားမြတ်ဘုရားနဲ့နိဗ္ဗာန်ဆံဝင်ဘုရားရှင်ကိုစိတ်ထားတူတူကြည်လူပါကကောင်းကျိုးချမ်းသာပြညပါပြီတဲ့ဟောဒီနိဗ္ဗာန်ကောင်းကျိုး၅ပါးဘဝအသိရှိစင်ငါကိနိုင်ပါ၏နော်ဒုက္ခတွေမတွေ့ဘူးလေဗျာဟောတကားကြီးနော်အဲ့ဒီအကျိုးကျေးဇူးကိုယုံကြည်ရမယ်နောက်ပြီးတော့လားရှေးသွားအောင်မယ်ဟုတ်ကဲ့လည်းအများကြီးပဲဟုတ်တော့မလားဆက်တာဓမ္မတွေပြပါပြီဆိုပြီးတော့ကျမ်းစာဥပဒေများနေပြီးတော့ပါဠိလိုစီထားအနည်းလေးပေးထားတာဒီဘုရားဓမ္မတွေပြအောင်ဆိုပြီးတော့ဆက်နောက်ပြီးတော့လားဘောဓနမေ1389ခုနှစ်ခရစ်နှစ်2025ခုနှစ်ဒီမောဘုံကြောက်စာရာဟုမျိုးတည်းရှိရခန္ဓာဂိတောင်းတရရှိအမနာဒုက္ခကြောင့်လောင်ရည်သက်ကြလူတော်မင်္ဂလာအာနာတိကြောင့်ဆရာတော်ဘုရားမိတ်တာအမှုခတွေနဖန်မိဘများအားရည်စူးအမှုထဥထိတ်ဗန်စင်းရဲ့ကြောင့်ဒါရကဥခိုင်တော်ဤကြောင့်ဒါရကမှာရောနီခိုင်မိသားစုတို့မှာဒါဝန်ယူပြီးဆောက်ခဲ့ပါလေ28ရက်3လ2025အာဂုဏီမှာသဘာဝအနည်းဝေဒုက္ခ၍သာနာပြုတတိကြီးများရေသုံးတော်မူခဲ့ကြသောဘုရားကြောင့်တော်ကြီးပြိုကျပျက်စီးခဲ့ပါလေသံဃာတော်များ၏မထေရကြီးများရေသုံးမိထိုင်ရန်အခက်အခဲများဖြစ်ပေါ်၍အန္တရာယ်ကြောင့်တိုက်ဆရာတော်ဘုရားမင်းသား၏ဘောဝါဒကိုခံယူလျက်ကျောင်းဆောင်တွေဒီစောင့်နိုင်ရန်အတွက်အဖေဖမှငယ်သည်ဘာဝဘေး6ပန်းဒုက္ခပူဇော်ကြသောကုသိုလ်ရှင်များနှင့်ရာဇီပြုလူရန်ပူဇော်မှုအစွတ်စွတ်ကိုပေါင်းစု၍ဥခိုင်တော်ဖြင့်တော်ညီခိုင်မိသားစုတို့မှမတည်ရဲ့ကျောင်းဆောင်တွေဘဏ္ဍလက်ခံရရပဏ္ဍရမိမာကို19ရက်ကာလအာသာ2020ငါကူရည်ငါကူနေ့တွင်စတင်ရည်17ရက်စေတာ2020အာရနေ့တွင်သောက်လို့ပြည်စီအောင်ရခဲ့ပါလေရှိရ17လ2025ခုနှစ်တွင်ကျောင်းတော်ကမှာဤဘောမင်းကြီးက၏အသက်50နှစ်ပြည့်ဝိသီမင်္ဂလာရက်တွင်ရေသက်သုံးချာလူရန်၍ဆရာတော်ဘုရားမှာသမဏဒုက္ခကြောင့်တော်မူမင်္ဂလာအမည်သမုတ်ခဲ့ပါသည်တော်တည်းဘုခိုင်တော်လေးရောင်းတဲ့ကမာကြီးတော်ဒီခိုင်ကျောင်းဆောင်တည်ကြီးဆောက်လို့လူကန်း
နေရာစားပြီးတော့ဘုရားခြားရရအောင်ရေသက်ကွက်ကအိုင်လာလို့အေးဘယ်လိုနော်အေးဒီဟာနာဝီကျောင်းသားကြီးကလည်းပဲဥက္ကဋ္ဌတော်လေးရဲ့အဖိုးတွေပေါ့နော်ဘိုးအေးမှပြီးတော့ဆရာတော်ဝါငယ်မြကျောင်းဆိုင်နေတဲ့နော်အေးဘိုးကတော့ကျောင်းထိုင်နေလို့တော့စိတ်ထဲကအခါလေးအာယုံရပါဘူးနော်အဲ့ဒါလေးကိုသတိရလို့စားလေးတောင်ဆက်တာလေငါနဲ့မဆိုင်ငါမပိုင်ကျောင်းထိုင်မဟုတ်ပါဟုတ်ကဲ့လားကိုတလေးသွားမှာဗျာကိုယ်ကလည်းအိုက်ထားသွားမှာမပိုင်ဘူးပြောတာပါနော်အေးရခိုင်ကဘောပိကစောင်းရနေတာစောင်းလျှောက်အပိုင်ဝင်ရှိတယ်ဒါစာပေရလာတဲ့တရားတော်နော်ဤရန်ဝေပုံညာအာဘောဝေခယာဝထံဟောတုအငါတော်အရှိသူများတို့ဖျားဘုရားဤတော်တို့သည်ဘုရားမြတ်စွာသာသနာတော်ကြီးအရှိတိတံခံရပါစေခြင်းအကျိုးမှာ၎င်းဘုရားမြတ်စွာသာသနာတော်ကြီးငါတော်မကပြည့်ရှိစွာဒီပါစေခြင်းအကျိုးမှာ၎င်းဘုရားရှင်၏သာသနာတော်ကြီးအတွင်၌သာသနာတော်သာသနာဝန်ထမ်းရှိသံရွက်တော်မူကြကုန်သောသာသနာတော်အရှင်သူမြတ်တို့ကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းတို့နှင့်ခရီးစကြရာဝေကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းတို့နှင့်ကျေဆုံးပါပေခြင်းအကျိုးမှန်၎င်းမောမံလူသားများပါကုန်၏အရှင်ဘုရားဒီကြောင့်တော်ကြီးကိုသာနာတိကြောင့်တိုင်းကျောင်းထိုင်တော်မူကြကုန်သောဆရာတော်သာနာတော်အဆက်အဆက်ဒီတော်မူနိုင်ကြပါစေဝါသင်္ကန်းနဝကမ္မသူရဏဘာကုန်၏အရှင်ဘုရားသုမတဘာဟိမန္တကယူ၍ရောက်ရှိလာကြသောမိတ်ဆွေပေါင်းတို့အားဧခံဝေမွေသူရဏဘာကုန်၏အရှင်ဘုရားဤကုသိုလ်ဤစေတနာတိဝိနည်းရှင်ကျောင်းအမကြီးဒေါ်နီနီခိုင်အန္တရှိပါစေကျမ်းမာပါစေချမ်းသာပါစေဝိရခတ်သိကင်းရည်ပါစေဒုဣသနာပြေဝပါစေဤကုသိုလ်ဤစေတနာတိတတိတော်တို့သစ္စာလေးပါးကိုသိမြင်နိုင်သောဘောဓိဉာဏ်ဤအထောက်အပံ့ဖြစ်ပါစေဘုရားတကားဘုရားအမကျောင်းတကားကျောင်းမတို့အားအမြတ်သို့ဝေဝေပါ၏အမြတ်သို့ဝေဝေပါ၏သုမတဘာဤဟန္တာဝိကျောင်း၌ကြည်အား
ကျောင်းထိုင်၍သာသနာပြုကြကုန်သောမေကွန်တဲ့ပြုကျောင်းဆရာတော်ကြီးဆရာတော်ကြီးဥအိနာဆရာတော်ကြီးဥမွန်ညညာဆရာတော်ကြီးဥပရမဏီသက်ဆိုင်သောပုဂ္ဂိုလ်ပေါင်းတို့အားအမြတ်တို့ဝေဝေပါ၏ဘုရားဆောင်နာကံဆောင်နာအာယုံဆောင်နာဗိမာန်ဆောင်နာအစာရှိသောဉာဏ်မမြတ်သောနတ်ဒေဝပုဂ္ဂိုလ်ပေါင်းတို့အားအမြတ်တို့ဝေဝေပါ၏အမြတ်တို့ဝေဝေပါ၏သောမတဘာဘုရားတပည့်တော်တို့၏နတ်ဖတ်တော်မိဘဘိုးဘွားဆရာသမားဆွေတော်မျိုးတော်မိတ်ဆွေအပေါင်းတို့နှင့်တကားလွန်ခဲ့သောနှစ်များကဘဝဟောင်းမှာဘဝသစ်တို့ပြောင်းသွားသောကျောင်းမကြီးတော်မြတ်ပေကျောင်းမကားကြီးဦးစင်းကြီးဦးအာလောကနီကျောင်းအမကြီးတော်ထိုင်တိုင်းတို့အားအမြတ်တို့ပေဝေပါ၏အမြတ်တို့ပေဝေပါ၏သုမတဘာသောတတော်တွင်နာရှင်လေသွားလာဒီပညာကုန်သောဘုရားမြတ်မာသတ္တဝါဉာဏတို့အားအမြတ်တို့ပေဝေပါ၏အမြတ်တို့ပေဝေပါ၏အမြတ်ရကြ၍ကိုယ်စိတ်နှပြဉာဏ်မှာသံဃာကြ၏ဖြစ်ကြပါစေသောကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်သောသာဓုသာဓုသာဓုကုသိုလ်သာဓုသာဓုသာဓုဗုဒ္ဓနာမနာရှိရန်တိတ္တုဗုဒ္ဓနာမနာရှိရန်တိတ္တုဗုဒ္ဓနာမနာရှိရန်တိတ္တုသာဓုသာဓုသာဓု ဒါနသီလဘာဝနာအခါကလည်းဆွေးမြဲစေရာ
ကဘာတွေမကကျိုးဆက်ချမ်းသာလူရန်ပေးကန်းစွန့်ကြတအားအစင်မနွယ်လန်းဆန်းဘဝချမ်းသာစိတ်ကိုယ်သာဒုံလုံးချလို့ပြုံးပြုံးအလားနဲ့အုံချီကယုံကြည်မှုသာတဲ့ဘဝတွေတိုးတက်မဲ့ချမ်းသာကောရမဗုဒ္ဓမြတ်စွာသာသနာတွင်မရင်ကြုံရတာဘုံဘဝတုံလဘတံမူအဖို့အနကတို့တဲ့ဝိပြကောရမဗုဒ္ဓမြတ်စွာသာသနာတွင်မရင်ကြုံရတာဘုံဘဝတုံလဘတံမူအဖို့အနကတို့တဲ့ဝိပြလူဖြစ်လာတော့ချမ်းသာကိုရှာဖယားတရားတန်ခါတိမအဓိကချမ်းသာလူဖြစ်လာတော့ချမ်းသာကိုရှာဖယားတရားတန်ခါတိမချမ်းသာစစ်ပါဘေးလေဝေကွာအေးလေအေးရဝေးလေမွေးရာလေရာရှိခိုးအမြင်မကွာဖယားတရားတန်ခါမိဘနဲ့ဆရာများတနင်္လာငါးပြာဥထိပ်ပန်းစင်မကွာဒါနသီလဘာဝနာအခါကလေးဆွေမြဲစီရာဓမ္မညီမြတာယာစေကဘာတွေမကကျိုးဆက်ချမ်းသာလူရန်ပေးကန်းစွန့်ကြတအားအစင်မနွယ်လန်းဆန်းဘဝချမ်းသာစိတ်ကိုယ်သာဒုံလုံးချလို့ပြုံးပြုံးအလားနဲ့အုံချီကယုံကြည်မှုသာတဲ့ဘဝတွေတိုးတက်မဲ့ချမ်းသာကောရမဗုဒ္ဓမြတ်စွာသာသနာတွင်မရင်ကြုံရတာဘုံဘဝတုံလဘတံမူအဖို့အနကတို့တဲ့ဝိပြလူဖြစ်လာတော့ချမ်းသာကိုရှာဖယားဖယားတန်ခါတိမချမ်းသာစစ်ပါဘေးလေဝေကွာအေးလေအေးရဝေးလေမွေးရာစေပါမေရာ လောကီကြီးလို့တရားဓမ္မဖွေရှာလောကီကြီးလို့တ
ဖွယ်ရှာမနောပီတိရောပွားကြဘာဝနာပြောစီတီလို့ကလိုက်ခြင်းလူမင်္ဂလာဖြူစင်တရာဒီဝဒနာစာတောက်ပါကြွရောက်လာပေါင်းစေတဟာကောင်းတော်ရဲ့ရာစာလူမင်္ဂလာဖြူစင်တရာဒီဝဒနာစာတောက်ပါကြွရောက်လာပေါင်းစေတဟာကောင်းတော်ရဲ့ရာစာတရားဆိုလဲဟောပြလာဘဝထိုးလဲဘောကပြောင်းကျမကိုလဲပြောကြတာအကျိုးဖြစ်တာတိုးချလာမျိုးသက်တဲ့ကျမဝိတာခါလာဖြူစင်တရာဒီဘောဒနာစာတပ်ပါကြွရောက်လာပေါင်းစေတဟာကောင်းတော်ရဲ့ညာစာလူမင်္ဂလာဖြူစင်တရာဒီဘောဒနာစာတပ်ပါကြွရောက်လာပေါင်းစေတဟာကောင်းတော်ရဲ့ညာစာတရားဆိုလဲဟောပြလာဘဝထိုးလဲဘောကပြောင်းကျမကိုလဲပြောကြတာအကျိုးဖြစ်တာတိုးချစ်လာမျိုးသက်တဲ့ကျမဝိတာခါကျောင်းတော်ဘဝရေစက်ချတယ်တော့အမေဝိတာခါရှင်ဝေးလက်နှပြဝမ်းလိုက်တပြင်းပြင်းရိုက်လို့မနှောတင်ကရောသွင်းလို့လားဒီလို့လူတာပေါင်းတဟာများကကျောင်းအမကြီးဝိတာခါဤစေရနာကြောင့်လားကောင်းပြချီချင်းမြင်နာပေါင်းတဟာများကကျောင်းအမကြီးဝိတာခါကျမနာမည်ဝေလာဘဝပါရမီပေးတာကျမနာမည်ဝေလေတာအကျိုးဖြစ်လာတိုးချစ်ခါမျိုးသက်တဲ့ကျမဝိတာခါကျောင်းအမကြီးဝိတာခါဤစေရနာကြောင့်လားကောင်းပြချီချင်းမြင်နာပေါင်းတဟာများကကျောင်းအမကြီးဝိတာခါကျမနာမည်ဝေလာဘဝပါရမီပေးတာကျမနာမည်ဝေလေတာအကျိုးဖြစ်လာတိုးချစ်ခါမျိုးသက်တဲ့ကျမဝိတာခါ